ရှင် MKO Media ကိုတီသွေးကနေစီစဉ်တင်ဆက်နေတာဖြစ်ပါတယ်ဒီကနေ့ဇန်နဝါရီလ9ရက်2013ခုနှစ်မနက်9:00နာရီခွဲအချိန်မှာပြည်သက်တို့တွေ့မြင်ရတဲ့အတိုင်းပဲမြန်မာတန်ယုံရှိမှမလေးရှားရောက်တိုင်းရင်းသားလူမျိုးများစုပေါင်းပြီးအစိုးရအနေနဲ့ကချင်ပြည်နယ်ထိုးစစ်ဆင်မှုကိုအမြန်ဆုံးရပ်တန့်ပေးရန်ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်ရှင်ရဟာကချင်ပြည်နယ်ကိုကြီးတဲ့နေတာမကပဲလေကြောင်းနဲ့ပါအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်မှုများအပေါ်စိုးရိမ်မိကြောင်းနဲ့ထိုးစစ်ဆင်မှုကိုအမြန်ဆုံးရပ်တန့်ပေးရန်ကုလသမဂ္ဂနဲ့အမေရိကန်ပြည်ထောင်စုမှလည်းတောင်းဆိုထားသလိုဒီကနေ့ကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းစတဲ့တိုင်းသားလူမျိုးစုတို့ကဆက်လက်တောင်းဆိုဆန္ဒပြနေကြတာလည်းဖြစ်ပါတယ်Stop civil war! Right now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 ! Stop killing civilians! Right now! Right now! Stop using chemical weapons! Right now! Right now! Hand the refugee! Right now! Right now! Yes, sir! ကျမတို့တိုင်းရင်းသားလူမျိုးတွေဟာပြည်ပနိုင်ငံများသာမကပဲမြန်မာပြည်မှာလည်းရာစုနှစ်များစွာကတည်းကအေးအတူပူအမျှနေထိုင်လာကြပြီးမြန်မာအစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့မတရားမှုမှန်သမျှကိုတွန်းလှန်ကြတာချင်းလည်းအတူတူပဲဖြစ်ပါတယ်ရှင်ယခုလည်းကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက်ကချင်အမျိုးသားတို့ရဲ့ကြောထောက်နောက်ခံလက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုကျူးကျော်ထိုးစစ်ဆင်မှုကြောင့်ကချင်တိုင်းရင်းသားနဲ့ကလေးသူငယ်များတိတ်နဲ့ချီပြီးဒုက္ခသည်စခန်းတွေမှာခိုလုံခဲ့ကြရတာဖြစ်ပါတယ်လိုင်ဇာကိုသိမ်းပိုက်ဖို့အစီအစဉ်မရှိဘူးလို့မြန်မာအစိုးရကပြောခဲ့ပေမဲ့ယမန်နေ့ကလိုင်ဇာမြို့ကိုလက်နက်ကြီးနဲ့စတင်ပစ်ခတ်နေပြီလို့လည်းသိရပါတယ်ရှင်ဒီလိုလူသားချင်းစာနာမှုမရှိတဲ့မဟာလူမျိုးကြီးဝါဒကိုကင်ဆွဲတဲ့မြန်မာအစိုးရအနေနဲ့ကျူးကျော်ထိုးစစ်ဆင်မှုကိုရပ်တန်းကရပ်ဖို့ကလေးရောလူကြီးတွေပါမကြံမြန်မာတန်ယုံရှိမှလာရောက်တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဒီကနေ့မြန်မာတန်ယုံရှိဆန္ဒပြတောင်းဆိုတဲ့အချက်များကတော့ပြည်တွင်းစစ်ချက်ချင်းရထိုးစစ်ဆင်မှုချက်ချင်းရမြန်မာလေတပ်မတော်ပြည်သူကိုတက်ရမဟုတ်အပြစ်မဲ့ပြည်သူများအားတပ်ဖြတ်မှုချက်ချင်းရပြည်တွင်းစစ်တွင်းလူမျိုးတုံးစစ်ဆင်ရေးချက်ချင်းရဓာတုဗေဒလက်နက်သုံးစွဲမှုချက်ချင်းရပြည်သူဗန္ဒာမတရားစစ်တွင်းဖြုံးတီးရမဟုတ်တိုင်းရင်းသူများအားမဒိန်ကျင့်မှုချက်ချင်းရတိုင်းရင်းသားအခွင့်အရေးများကိုလေးစားပါပင်လုံစာချုပ်ချက်ချင်းအကောင့်ထဲပေါ်ပါစစ်ဘေးဒုက္ခသည်များအားချက်ချင်းကူညီပါစတဲ့အချက်တွေနဲ့အတူစတက်မတ်စာဆောင်ကိုလည်းတန်ယုံတို့ပေးအပ်ခဲ့ပါတယ်ရှင်ကမကျွန်တော်ဘာထူးမလဲဆွဲမရှိတော့လားနောက်ငါဟုတ်ပြီအဲ့လိုကြောက်နေလို့တော့မယ်